orange ပါဒီနေ့မှာတော့ပေါ့နော်ဒီကျမဆိုင်မှာအများအားကြုံတွေ့ရတယ်ဧည့်သည်တွေကိုအများအားရှင်းပြရတဲ့အခြေအနေတစ်ခုကိုမျှဝေပေးချင်ပါတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ဒီကျမတို့ဆိုင်မှာစပင်ဆေးလာဆိုတဲ့ဧည့်သည်ကိုပေါ့နော်ကျမကစပင်ဆေးဆိုပြီးသွားတိုင်းပေါ့နော်ဒီနာနိုကန်တဲ့ဒေသပြတဲ့ဒီ treatment ပဲဖြစ်ပေါ့နော်တခြားအပူပေါင်း treatment ပဲဖြစ်တခုခုယူဖို့အများအားတိုက်တွန်းဖြစ်တယ်ပေါ့နော်အဲ့အခြေအနေမှာဆိုလို့ရှိရင်ဧည့်သည်ကအခုမလုပ်သေးဘူးနောက်မှလုပ်မယ်ပေါ့နော်ဒီလိုမျိုးပြန်ပြီးတော့သူတို့ request လုပ်လို့ရှိတယ်အဲ့ခါမှာကျွန်မပြန်ရှင်းပြတဲ့အခြေအနေတရားကပါလဲဆိုလို့ရှိရင်စပင်ဆေးဆိုးပြီးချင်း treatment ယူတာနဲ့စပင်ဆေးဆိုးပြီးတော့နောက်တစ်ပတ်နှစ်ပတ်လောက်နေမှာ treatment ယူတာနဲ့အခြေအနေချင်းမတူဘူးဆိုတဲ့အကြောင်းရင်းပေါ့နော် No စပင်ဆေးဆိုးတဲ့အခါမှာဒီကျမတို့ရဲ့ကျူတီကအလွာတွေပွင့်နေတဲ့အတွက်ကြောင့်မလို့ဆေးဆိုးပြီးသွားချင်းချင်းပေါ့နော်ဒီသူ့ရဲ့စပင်ကိုဒီနာနိုကန်နဲ့ဒီစာဖြစ်တာပဲဖြစ်ဖြစ်တခြားအပူပေါင်း treatment ပဲဖြစ်ဖြစ်ယူလိုက်လို့ရှိရင်ဒီကျမတို့ထည့်လိုက်တဲ့ဒီစပင်အတွက်အားဖြစ်စေတဲ့ဒီ protein တို့ keratin တို့ collagen တို့อ่ะပေါ့နော်သူ့ရဲ့စပင်ထဲကိုပေါ့နော်အနည်းဆုံး85ကနေ95ဝန်းကျင်လောက်အထိကိုပေါ့နော်သူ့ရဲ့စပင် contact လွှာထဲကိုရောက်စေတဲ့စပင်ကိုအားရှိစေတဲ့ပုံးတွေကိုပို့ပြီးတော့မှခိုင်စေတဲ့ပုံးတွေကိုအားဖြည့်ပြီးတဲ့အဲ့ effect ကိုရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီစပင်ဆေးဆိုးဆိုးပြီးချင်းမှာသူ့ရဲ့စပင်ဆန်သားကကျူတီကပါတယ်ပွင့်နေတဲ့အတွက်ကြောင့်မလို့ကျမတို့ထည့်လိုက်တဲ့ဒီအားဖြည့်စေတဲ့အကုန်လုံးကိုဒီဆန်သားရဲ့အတွင်းပိုင်းထဲအထိဝင်ရောက်နိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အချိန်ထဲမှာပဲဒီစပင်ဆေးဆိုးပြီးသွားလို့3-4ပတ်လောက်နေမှာ treatment ယူမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီကြားထဲမှာဆိုလို့ရှိရင်သူ့ရဲ့စပင်ကဒီနေတန်းလေးတန်းလေးခံပြီးဒီကြားထဲမှာလည်းသူခေါင်းလျှော်ပြီးတဲ့အကြိုင်အရေးအတွက်တစ်ခုရှိမယ်ပေါ့နော်အဲ့ခါမှာဒီ cuticle အလွာကပိုက်သွားပြီးအဲ့အချိန်ဒီမှာကျမတို့ကဒီ treatment ယူမယ်ဆိုလို့ရှိရင်ကျမတို့ထည့်လိုက်တဲ့ဒီစပင် treatment အားစေးတွေကပေါ့နော်စပင်ရဲ့အတွင်းလွာတွေထဲ contact တို့နဲ့တူလာလွာတွေထဲကိုပေါ့နော်100%95%လောက်မဝင်နိုင်တော့ဘူးစပင်ထဲကို90%လောက်အထိပဲဝင်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုကစပင်ပျက်စီးမှကြောက်တယ်ကိုစပင်ကိုပေါ့နော်ဒီဆေးဆူဟာလည်းပဲပေါ့နော်ပြီးသွားတဲ့အချိန်မှာကိုအရင်ပျက်စီးတဲ့အချိန်မျိုးလို့ကိုမလို့ချင်းဘူး healthy ဖြစ်တဲ့လို့ကိုလို့ချင်းတယ်ဆိုလို့ရှိရင်စပင်ဆေးဆူပြချင်းမှာစပင် treatment ယူဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါအဲ့တဲ့ကိုအများကြီးရှင်းပြဖြစ်တဲ့ဒီအကြောင်းအရာလေးရဆိုလို့ရှိရင်ဆိုင်မှာစပင်ဆေးဆိုးပြီးသွားတဲ့ဧည့်သည်လေးကိုအများကြီးရှင်းပြဖြစ်တဲ့အကြောင်းအရာကိုမျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ကျမအရင်ဗီဒီယိုတော့မှလည်းမျှဝေပေးတယ်ဒီဧည့်သည်လိုချင်တဲ့ကာလာဧည့်သည်လိုချင်တဲ့ပုံစံဧည့်သည်လိုချင်တဲ့အဖြောင်းအကောက်တို့ပုံစံတွေထွက်လာဖို့ကဒီစပင်လေးရဲ့တောင်းလို့ဖြစ်ပြီးတော့မှဒီထွက်လာတဲ့ပုံကိုရေရှည်ခံဖို့အတွက်ကတော့ဒီထိမ့်သိမ့်ရမယ့်တောင်းက customer ရဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စပင်ကဆေးဆိုးကောက်ဖြောင်းလုပ်လဲပဲ healthy လုပ်ဖို့လိုချင်တဲ့ဒီမပြတ်စီးချင်ဖို့ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုး chemical တစ်ချိန်ထိပြီးသွားတိုင်းဆေးတစ်ခေါက်ဆိုးပြီးသွားတိုင်းပေါ့နော်ဆိုးပြီးချင်းမှာတို့ treatment လေးတွေယူရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စပင်ပြည့်စည်မှုနှုန်းကိုအများကြီး short ချပေးနိုင်တဲ့စပင်ပြည့်စည်မှုနှုန်းကိုအများကြီးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကဘူတူတာဖြစ်စေရဆိုလို့ရှိရင် page ကို like and follow လုပ်ပြန်စောင့်ကြည့်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် orange ပါကျေးဇူးတင်ပါတယ်